ငယ်ချင်းအရင်မပြီးသားတဲ့ဖြိုးငွေဆိုရဲ့လောက်ရက်တွေအပေါ်သဘောထားကြီးစွာနဲ့တောင်းပန်စကားဆိုလာပေးတဲ့မိကဗျာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မိကဗျာနဲ့ဖြိုးငွေဆိုတို့ကဗီဒီယိုဇာကားခင်မာကလေးကအရန်ကိုခင်မင်ရင်းနှီးခဲ့ကြတာပါသူတို့နှစ်ယောက်လုံးကဗီဒီယိုဇာကားပေါင်းများစွာကိုလည်းရိုက်ကူးခဲ့ကြသလိုရုပ်ရှင်ဇာကားကြီးတွေမှာလည်းလိုက်ဖက်ညီစွာတွဲဖက်သရုပ်ဆောင်ခဲ့ကြတာပါဒါအပြင်တခြားအနုပညာရှင်တွေလိုအနုပညာမောင်နှမတွေလိုဆိုတာထက်တငယ်ချင်းလိုရောမောင်နှမလိုရောပြောမနာဆိုမနာတွေအထိအရန်ကိုရင်းနှီးခဲ့ကြတာဖြစ်ပါတယ်အနုပညာလောကမှာရောအပြစ်မှာပါအချက်ဆုံးတငယ်ချင်းတွေအဖြစ်ရည်တည်နေခဲ့ကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့ဖြိုးငွေဆိုကတငယ်ချင်းအရင်ခောက်ခောက်ကြီးဖြစ်တဲ့မိကဗျာရဲ့အပေါ်မှာတငယ်ချင်းအရင်ဆိုတဲ့တန်ရောစင်နဲ့ယဉ်နှီးမှုကိုလက်တွေ့ကြမပြသနိုင်ခဲ့ပါဘူးအကြောင်းရင်းကတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်လွှင့်ခဲ့တဲ့ The Masked Singer မြန်မာ Season 3မှာချီလီလေးအဖြစ်ညနာပေါင်းတရုပ်ဆောင်ခဲ့တဲ့ငရုတ်သီးလေးကမိကဗျာဖြစ်နေခဲ့တာပါငရုတ်သီးလေးတချင်းစားဆိုလိုက်တာနဲ့ပရိသတ်တွေကမိကဗျာလို့ခံမှန်းခဲ့ကြပြီးမြင်ထိုင်လူကြီးတွေကတော့မယဉ်မိခဲ့ကြပါဘူးငရုတ်သီးကညနာပေါင်းကိုချုပ်လိုက်တဲ့အချိန်မှာတော့မိကဗျာဖြစ်နေခဲ့တာကြောင့်အားလုံးကမိကဗျာရဲ့တငယ်ချင်းအရင်ကြီးဖြစ်တဲ့ဖြိုးငွေဆိုးကိုဝိုင်းအောင်အပြစ်တင်နေကြတာပါတိုင်လူကြီးတွေဖြစ်ကြတဲ့ထွန်းထွန်းခိုင်သိန်းကြီးစန်နီမြင့်လွန်တို့ကလည်းဖြိုးငွေဆိုးကိုဘာဖြစ်လို့မသိရတာလဲဆိုပြီးတော့ပြောဆိုခဲ့ကြတာဖြစ်ပါတယ်အခုလိုပြောဆိုရတာကမိကဗျာနဲ့ဖြိုးငွေဆိုးတို့ကအရန်ရင်းနေခဲ့ကြသလိုသူ့ရဲ့နေပုံထိုင်ပုံနဲ့အတန်ကအစားတရေတို့ထမရင်အောင်သိကြရမယ်ဆက်ဆံရေးမျိုးဖြစ်ပါတယ်ဒါကိုတော့ဖြိုးငွေဆိုးကမိကဗျာမှလုံးဝမသိခဲ့တဲ့အတွက်ပရိသတ်တွေကရောတိုင်လူကြီးတွေကပါအပြစ်တင်နေကြတာဖြစ်ပါတယ်ဖြိုးငွေဆိုးကိုလည်းပဲတငယ်ချင်းအရင်ခောက်ရဲ့အတန်နဲ့လက်ဟန်ချီဟန်တွေကိုတော့မမှန်မိရကောင်းလားတကယ်မခင်ကြဘူးလားလို့စနောက်ပြောဆိုနေကြတာဖြစ်ပါတယ်အားလုံးကဖြိုးငွေဆိုးကိုဝိုင်းအောင်အပြစ်တင်နေကြတဲ့အပေါ်မိကဗျာကတော့အားလုံးကိုတောင်းပန်စကားဆိုလာခဲ့တာပါဖြိုးငွေဆိုးရဲ့အပြစ်မဟုတ်သလိုသူ့အပေါ်မှာအပြစ်မမြင်ကြပါနဲ့ဆိုပြီးတော့အင်တာဗျူးကနေတဆင့်ပြောကြားလာခဲ့တာပါဖြိုးငွေဆိုးအနေနဲ့ပုံမှန်ဆိုရင်သူ့ကိုဘယ်လိုပဲမြင်သိနိုင်နေဆိုပေမဲ့လေသူတို့နှစ်ယောက်ရဲ့အခြားထဲမှာအတင်းညှင်းထားတဲ့အကြောင်းအရာတစ်ခုကြောင့်သူလို့မထင်ခဲ့တာဖြစ်ပါတယ်တမတ်စင်ကာကိုလာပြီးမရိုက်ကူးခင်ရှစ်တရက်မှာပဲဖြိုးငွေဆိုးကမိကဗျာကိုရုပ်ရှင်ဇာကားတကားရိုက်ဖို့အတွက်ကမ်းလှမ်းခဲ့ပါတယ်အဆိုပါကမ်းလှမ်းမှုကိုမိကဗျာကလုံးဝလက်မခံခဲ့သလိုအကြောက်အကန်ကိုညှင်းခဲ့တာပါသူ့အနေနဲ့အနုပညာအလုပ်ကိုလုံးဝမလုပ်ချင်တော့ဘူးဆိုပြီးညှင်းခဲ့တာဖြစ်တဲ့အတွက်ဖြိုးငွေဆိုးကသူ့ကိုယ်တော်ညှင်းရင်တခြားသူတွေကိုလည်းလက်မခံတော့ပါဘူးဆိုပြီးတစ်ထစ်ကြယုံကြည်သွားခဲ့တာပါဒါကြောင့်ငရုတ်သီးလေးကိုမိကဗျာလို့လုံးဝမထင်တော့ဘဲနဲ့တခြားသူတွေကိုသာစဉ်းစားနေကြတာဖြစ်ပါတယ်ဒါကမိကဗျာအနေနဲ့ဖြိုးငွေဆိုးအပေါ်မှာတပတ်ရိုက်ပြီးသူမှမသိအောင်ဖွက်ထားခဲ့တာဖြစ်ပါတယ်ဒါအပြင်ပွဲမှာမေးသမျှမေးခွန်းတိုင်းကိုလည်းမခံမှန်းနိုင်အောင်လှည့်ပတ်ဖြေဆိုခဲ့တာကြောင့်ဖြိုးငွေဆိုးကမိကဗျာမှလုံးဝမယိမ့်မိခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဖြိုးငွေဆိုးကမှန်းတာမတော်တာမဟုတ်ပဲသူမအဖွက်တော်ခဲ့တာကြောင့်တငယ်ချင်းအရင်ကြီးကမသိလိုက်ရတာပါမိကဗျာကအနုပညာအလုပ်ကိုလည်းဆက်ပြီးလုပ်ဖြစ်တော့မှာမဟုတ်သလိုအခုလိုအစီအစဉ်တွေမှာလည်းပါဝင်ဖြစ်တော့မှာမဟုတ်ဘူးလို့အတီးလင်းပြောပြလာခဲ့တာပါမိကဗျာမှမသိခဲ့တဲ့ဖြိုးငွေဆိုးအပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်လေးတွေကိုလည်းကောမန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်